တဲ့အနေနဲ့ကွင်းထဲမှာဘောလုံးသမားတွေဘာလို့မမောနိုင်မပန်းနိုင်ပြေးလွှားနေနိုင်တာလဲလို့စဉ်းစားဘူးလားတချို့လူတွေကတော့ဘောလုံးသမားတွေဆိုတာနေ့တိုင်း training လုပ်နေတဲ့လူတွေသူတို့နေ့တိုင်း training လုပ်ထားလို့မမောနိုင်မပန်းနိုင်အမြဲတမ်းပြေးလွှားနေနိုင်တာလို့ထင်ကောင်းထင်နေပါလိမ့်မယ်ဟုတ်ပါတယ်နေ့တိုင်း training လုပ်ထားရဲဆိုတာမှန်ပါတယ်ဘလောက်ပဲ training လုပ်ထားကွင်းထဲမှာဒီလောက်မြန်တဲ့ intensity မျိုးနဲ့မိနစ်60အပြည့်ပြေးလွှားနိုင်တယ်ဆိုတာသူတို့ရဲ့ breathing technique တွေကြောင့်ပါပဲဟုတ်ပါတယ် professional ကစားသမားတွေစီမှာသူတို့ကွင်းထဲမှာဘလို့အသက်ရှူရမလဲဆိုတဲ့နည်းစနစ်တွေရှိကြပါတယ်အဲ့ဒါကြောင့်မလို့သူတို့ဟာ sprint တွေအများကြီးပြေးပြီးတော့မောပန်းသွားရင်တော့မှအသက်ကိုဘလို့နည်းစနစ်မှန်မှန်နဲ့ရှူပြီးတော့ဘလို့ recovery ကောင်းကောင်းပြန်ယူရမလဲဆိုတာကွင်းထဲမှာပဲလှုပ်ဆောင်သွားကြတာပါဆိုတော့ဒီနေ့မှာတော့ဘောလုံးကွင်းထဲမှာလူများထက်တဆင့်ပိုတာနေစီမဲ့ဘူးမှမပြောပြတဲ့ချီခုတ်တုံမျိုးကျွန်တော်ဒီနေ့မှာ sharing လုပ်ပါပေးပါမယ်ဆိုတော့ number 1အနေနဲ့ကတော့ breathing technique တဲ့အနေနဲ့ကွင်းထဲမှာပွဲကစားပြီးတော့အမြဲတမ်းမောဟိုက်နေရဆိုရင်ဒီအခုပြောပြမယ့်အသက်ရှူလေ့ကျင့်ခန်းကိုကွင်းတွင်းမှာအသုံးပြုလို့ရပါတယ်အဲ့ဒါကတော့ 3x3 breathing technique ပါပဲဥပမာတင်ရတောင်ပန်ကစားသမားဆိုတော့တဲ့အနေနဲ့ဘောလုံးရတဲ့အချိန်မှာ sprint ပြေးပြီးတော့ခံစစ်ပြန်ဆင်းတဲ့အချိန်မှာမောဟိုက်နေရဆိုရင်ဒီလိုမျိုးအသက်လိုက်ရှူကြည့်ပါနှာခေါင်းကနေအသက်3ခါရှူထည့်မယ်ပြီးရနဲ့ပါးစပ်ကနေ3ချိန်ပြန်မှုတ်ထုတ်မယ်ကျွန်တော်ပြောတာသဘောပေါက်ရဲ့လားမသိဘူးကျွန်တော်အသက်ကို3စက္ကန့်စက်တိုက်ရှူခိုင်းတာမဟုတ်ပဲနဲ့အသက်ကိုတစ်ချက်ရှူ3ခါစက်တိုက်ရှူခိုင်းလိုက်တာဖြစ်ပါတယ်နောက်ပြီးရနဲ့ပါးစပ်ကနေလည်းအလားတူပုံစံမျိုးပဲ3ခါစက်တိုက်ပြန်လဲမှုတ်ထုတ်ပေးရမှာဖြစ်ပါတယ်ဆိုတော့တဲ့အနေနဲ့ကွင်းမှာ sprint ပြေးပြီးတော့အနောက်ပြန်ဆင်းရတဲ့အချိန်မျိုးတွေမှာဆိုရင်နောက်ပြီးတော့ကိုယ်အသက်ခိုးရှူလို့ရတဲ့အချိန်တွေရှိလာပြီဆိုရင်ဒီ 3x3 breathing technique ကိုအသုံးပြုကြည့်လိုက်ပါဒါကိုဟာမောဟိုက်ပြီးတော့ကိုရရင်ရတယ်လို့အသက်ခိုးရှူနေတာထက်ဆိုင်ထိရအသက်ကိုရှူသွင်းရှူထုတ်လုပ်လိုက်တဲ့အချိန်တွေမှာဆိုရင်ကိုယ့်ရဲ့ stamina ကိုလည်းအမြန်ဆုံး recovery ပေးပြီးတော့ကိုယ့်ရဲ့ blood flow နဲ့ကိုယ့်ရဲ့ heart rate ကိုပါငြိမ်စေမှာဖြစ်တဲ့အတွက်တဲ့အနေနဲ့ကွင်းထဲမှာအရင်မောဟိုက်ပြီးတော့ blood pressure တွေခံစားနေရတယ်ဆိုရင်တော့မှဒီ 3x3 အသက်ရှူတဲ့နည်းစနစ်ကတင်းရဲ့ pressure တွေတင်းရဲ့ heart rate တွေ muscle တွေကို relax လုပ်ပေးမှဖြစ်လို့ပွဲအတွင်းမှာပို့ပြီးတော့အာရုံစိုက်နိုင်ပြီးတော့ပို့ပြီးတော့ calm down ဖြစ်နေမှာပါဆိုတော့နောက်ပွဲတွေမှာကိုဟာအရင်မောဟိုက်နေပြီးတော့အသက်ရှူဖို့တတိရလာတဲ့အချိန်ကျရင်ဒီနည်းစနစ်ကိုဆန်းအသုံးပြုကြည့်ဖို့ကျွန်တော်အကြံပေးချင်ပါတယ်တင်ဟာကွင်းထဲမှာမြန်မြန်ဆန်ဆန်ပို့ပြီးတော့ recover ဖြစ်ပြီးတော့ muscle တွေကလည်းပွဲအတွင်းမှာ relax ဖြစ်နေရဆိုရင်တင်ဟာကွင်းထဲမှာလူများထက်တဆင့်တာတဲ့ကစားသမားဖြစ်နေမှာပါဆိုတော့ဒီနည်းစနစ်ကတကယ်ကွင်းထဲမှာအသုံးဝင်လားမဝင်လားဆိုတာနောက်နေ့ပွဲမှာဆန်းအသုံးပြုကြည့်ပါဆိုတော့နောက်ထပ်တစ်ခုအနေနဲ့ကွင်းထဲမှာနောက်ထပ်အသုံးပြုလို့ရတဲ့ချီခုံနောက်တစ်ခုကတော့ scanning every time တချို့လူတွေ scan ဖတ်တယ်ဆိုတာကိုယ့်စီဘောလုံးရောက်လာတော့မဲ့အချိန်မှာ scan ဖတ်နေကြတာများပါတယ်ဒါပေမဲ့တဲ့အနေနဲ့လူများထပ်ပို့ပြီးတော့တဆင့်တာနေအောင်ကစားချင်တယ်ဆိုရင်ကိုယ့်စီမှာဘောလုံးရှိနေသည်ဖြစ်စေမရှိနေသည်ဖြစ်စေကိုဟာ scan ဖတ်ထားဖို့အရေးကြီးပါတယ်ဥပမာတစ်ခုအနေနဲ့ပြောရမယ်ဆိုရင်ကိုယ့်အတင်းအားတောင်းကံပေါ်ပေးလိုက်ရတယ်ဆိုပါစို့အဲ့ဒီအချိန်ဟာကိုယ့်ရဲ့ area ထဲတွားပြီးတော့ကိုဟာ defending လုပ်ပေးနေရမယ့်အချိန်ပါဒါပေမဲ့ကိုဟာ playing ဒီလို defense တွားလုပ်နေရမျိုးမဟုတ်ပဲနဲ့ကိုယ့်အတင်းကဘောလုံးပြန်ရမယ်ဆိုရင်ကိုဟာဘယ် space ကိုပြေးမလဲနောက်ပြီးတော့ကိုယ့်အတင်းကဘောလုံးပြန်ရပြီးတော့ counter ပြန်ဆမယ့်အချိန်တွေမှာဆိုရင်ဘယ် direction ကိုတခါတည်းချိန်သွားရမလဲဆိုတဲ့အရာတွေကိုတောင်းကံပေါ်တခြားအတင်းမကန်တင်ခင်မှာပဲတဲ့အနေနဲ့ scan ဖတ်ပြီးတော့ကြိုတင်စဉ်းစားထားလို့ရပါတယ်scan ဖတ်တယ်ဆိုတာအနောက်ကိုပဲကြည့်နေခိုင်းတာမျိုးမဟုတ်ပဲနဲ့ကို scan တစ်ခါဖတ်လိုက်တဲ့အချိန်မျိုးမှာဘယ်နေရာမှာကိုအားတာချက်ရှိလဲဆိုတဲ့အရာတွေကိုပါတစ်ခါတည်းပုံဖော်သွားခိုင်းတာဖြစ်ပါတယ်ဆိုတော့တဲ့အနေနဲ့ဘောလုံးရရှိသည်ဖြစ်စေမရရှိသည်ဖြစ်စေအမြဲတမ်းဖြစ်နိုင်ခြေတွေကိုကြိုတွက်ထားပြီးတော့ scan ဖတ်ထားပေးတာကိုယ်ထဲမှာတင့်ကိုတခြားကစားသမားတွေထပ်ပို့ပြီးတော့ခေါင်းတစ်လုံးတာနေစေမှာပါကျွန်တော်အခုပြောပြတဲ့အရာတွေကိုမရှင်းတဲ့လူတွေလည်းရှိကောင်းရှိနေပါလိမ့်မယ်ဒါပေမဲ့မပူပါနဲ့ဒီလိုမျိုးဗီဒီယိုတွေအများကြီးကိုကျွန်တော်ဆက်လက်ဖန်တီးပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ channel ကို follow လုပ်ပြီးတော့ကျွန်တော်ဆက်လက်စောင့်ကြည့်ပေးသွားပါဦးဆိုတော့နောက်ဆုံးတစ်ခုအနေနဲ့လူများထက်တစ်ဆင့်ပို့ပြီးတော့တာနေစေမဲ့ဘယ်သူမှမပြောပြတဲ့ချီခုံနောက်ဆုံးတစ်မျိုးကတော့ reset after every mistake အဲ့ဒါဘာကိုပြောချင်လဲဆိုရင်တော့ကိုဟာကွင်းထဲမှာအမားတစ်ခုလုံးမိပြီးရဲ့အချိန်တိုင်းမှာအဲ့ဒီရဲ့အမားကိုပြန်တွေးမနေပြန်နဲ့ next play ကိုပဲအာရုံစိုက်သွားတာကိုဆိုလိုတာပါတဲ့အနေနဲ့ဒါချီခုံမဟုတ်ဘူးလို့ထင်ကောင်းထင်နေပါလိမ့်မယ်ဒါပေမဲ့ဒါကွင်းထဲမှာအတော်အဝင်ဆုံးနဲ့ကွင်းထဲမှာလူများတဲ့တဆင့်ပုံမြင့်နေစေမဲ့အကောင်းဆုံးချီခုတ်တစ်မျိုးပါပဲကျွန်တော်အနေနဲ့လည်းဒီလိုအရာတွေကြုံတွေ့ဘူးပါတယ်ဥပမာကိုကအရေးကြီးတဲ့ပွဲတွေမှာလူပိန်မာသွားတာပဲဖြစ်ဖြစ်ဘောလုံးပြတ်သွားတဲ့အချိန်တွေမှာကိုရဲ့နီးပြနဲ့အတင်းဖော်တွေအော်တာခံဘူးရမလားအရင်တော့ကျွန်တော်အဲ့လိုအော်ခံရတဲ့အချိန်တွေမှာဆိုရင်ကျ
ကျွန်တော်နောက်ထပ်ဘောလုံးပြန်ရရင်တော့မှ risk ယူပြီးတော့မကစားရဲတော့ငါအမားအနည်းဆုံးလုံးမရမယ်ဆိုတဲ့စိတ်ကဝင်သွားပြီးတော့အမြဲတမ်းကိုအစဲမခံရအော်မခံရမဲ့ကစားကွက်ကိုပြောင်းလဲသွားတာပါဥပမာပြောရမယ်ဆိုရင်ကိုယ့်ရဲ့လုံးဝ safety zone တစ်ခုထဲမှာပဲကိုဟာကစားချင်တော့တာပါဘောလုံးရောက်လာရင်အနောက်ကိုပေးမယ်ဘေးကိုပေးမယ်ပြေးချင်အောင်ဆောင်မယ်ကွင်းထဲမှာတော့ဘောလုံးလက်ခံတောင်းနေပေမဲ့တကယ်တမ်းစိတ်ထဲမှာတော့ကိုယ့်စီဘောလုံးမရောက်လာစေချင်အဲ့ဒီလိုမျိုးအတွေ့အကြုံတွေလည်းတင်းတို့မှရှိဘူးကြတယ်မလားဒါမှမဟုတ်တင်ဟာအခုချိန်ထိလည်းအဲ့ဒီလိုမျိုးကစားနေသေးတဲ့လူတယောက်ဆိုရင်ဒီဗီဒီယိုကိုကြည့်ပြီးတဲ့အချိန်မှာတင်ပြောင်းလဲသွားပါလိမ့်မယ်တကယ် realistic sensor ပဲတွေးကြည့်ပါတင်းအနေနဲ့တင်ဟာဘောလုံးပြတ်သွားတယ်ဘောလုံးကိုကန်လိုက်လို့လွယ်သွားတယ်ဆိုရင်ကိုဟာအဲ့ဒီမာဝါပြီးတဲ့အရာအတွက်ဘာပြန်လုပ်နိုင်သေးလို့လဲတင်းအနေနဲ့ပြီးသွားခဲ့တာတွေကိုပြန်သွားမှန်အောင်ပြင်လို့မရပါဘူးဒါပေမဲ့တင်ပြန်ပြီးတော့ပြင်လို့ရတာတော့စိတ်သက်ပိုင်းဆိုင်ရာတစ်ခုပဲရှိတာပါတင်းအနေနဲ့ဒီတစ်ခါအမားလုံးပြီးလို့အဆူခံရရင်တော့မှပွဲအတွင်းမှာနောက်ထပ်တင်းစီမှာဘောလုံးတွေကရောက်လာနေအောင်ပါပဲပွဲမပြီးသေးရတဲ့အညီဂိုးသွင်းနိုင်မဲ့အခွင့်အရေးတွေလည်းရလာအောင်ပါပဲဆိုတော့အဲ့အချိန်မှာငါအရင်တော့လိုပဲလွယ်ဦးမှာပါကွာဆိုတဲ့စိတ်တွေထားနေမဲ့အစားငါဒီတစ်ခါရလာမဲ့အခွင့်အရေးတစ်ခုတော့ငါအကောင်းဆုံးတုံချမယ်ပြီးတော့ကိုအမားတစ်ခုလုံးမိရဆိုရင်ကိုစိတ်ကတွေးမိနေပါလိမ့်မယ်ငါဆိုရတဲ့အမားတစ်ခုလုံးမိပါပြီငါ့တခြားလူတွေអော်တော့မှာပဲဆိုတဲ့စိတ်တွေဝင်လာခဲ့တယ်ဆိုရင်တင့်ကိုတင်ပြန်ပြောရမှာโอเคငါမားတော့ရောဘာဖြစ်လဲဘောလုံးဆိုတာကလည်းအမားမရှိတဲ့အားကစားတစ်ခုမှမဟုတ်တာအသက်ပြန်ရှူမယ် focus ပြန်ချိန်မယ်ဘောလုံးပြန်တောင်းမယ် risk ပြန်ယူမယ်လွယ်လေးပါပဲဘောလုံးကခြေထောက်နဲ့ကစားရတာမှန်ပေမဲ့အရာအလုံးကိုအုံနောက်ကပဲထိန်းချုပ်ထားတာပါဆိုတော့တဲ့အနေနဲ့တင်ဟာအမားတစ်ခုလုံးမိပြီးတော့စက္ကန့်30လောက်ပြန်တွေးပြီးအချိန်ကုန်နေမဲ့အစား okay ငါအမားလုံးမိပြီငါဒီထက်ပိုကောင်းအောင်ဘယ်လိုကစားရမလဲဆိုတဲ့ next step တွေကိုတွေးပြီးတော့ပွဲထဲမှာဒီလို mentality မျိုးနဲ့ကစားနေမယ်ဆိုရင်တင်ဟာကွင်းထဲမှာ69%အမားလုံးမိပြီးစိတ်ပြတ်နေတဲ့လူတွေထက်တင်ဟာအမြဲတမ်းပို့ပြီးတော့ခေါင်းတစ်လုံးတာနေမှာပါဟုတ်ပါတယ် professional ကစားသမားတွေအကုန်လုံးကဒီလိုစိတ်သက်ပိုင်းဆိုင်ရာတွေနဲ့ပဲဘောလုံးကစားနေကြတာပါဆိုတော့တဲ့အနေနဲ့ professional တွေလိုမျိုးဘောလုံးကစားချင်ပြီးတော့ကွင်းထဲမှာအကောင်းဆုံးကစားသမားတယောက်ဖြစ်ချင်နေဆိုရင်တော့တင်ရဲ့စိတ်သက်ပိုင်းဆိုင်ရာကို professional တွေလိုမျိုးပြောင်းလဲလိုက်ပါဆိုတော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်ဒီလိုမျိုးဘောလုံးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုလည်းကျွန်တော်ရဲ့ဒီ channel တွေကနေပဲအများအား sharing လုပ်တာပေးမှာဖြစ်လို့ like and subscribe လေးလုပ်ပါပေးကြပါဆိုတော့ see you next time